ဗုဒ္ဓသာသနာစိတံတိဋ္ဌိတတ္တမောဗုဒ္ဓသာသနာစိတံတိဋ္ဌိတတ္တမောဗုဒ္ဓသာသနာစိတံတိဋ္ဌိတတ္တမောပါဗျာဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမသာသနာတော်ကြီးသည်စိတံကြာမြင့်စွာတိဋ္ဌိတည်တတ်ကြပါစေကုန်တည်းမောရတိတတမိနပမောရတိတတမိနနဂယဝါတိနောဣထာတိတင့်တယ်ကြီးရွာကြီးပါပဲဣထာနဂယဤကျင်းရွာကြီး၌လူအပေါင်းတို့သည်မောရတိတတမိနတရာတိလတုတ္တစာကပညာဟိရိဩတ္တပတိဟုသောသူတော်ကောင်းဥစ္စာခေါင်းနှပြဖြင့်ပမောတံတိမွေ့လျော်တတ်ကြကုန်၏ဣတိတတ္တမထို့ကြောင့်တန်နဂယံထိုကြီးရွာကြီးကိုတင့်တယ်ကြီးရွာကြီးပါပဲလို့အမိနာမများခေါ်ဆိုသမုတ်ခဲ့ကြပါလေနမမိတုကတနာထာမတစီဓမ္မဓာတိသူစီဝန္တောတုတ်တံတောတိမိအမေကတဲ့ဓမ္မဓာတိဒေသနာတော်ကြီးကိုခေါ်တော်မူခြင်းအပြင်မာရစီဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမိစုမံအပိသင်္ခါရမန္တိဟုသောငါးပါးသောမံတို့ကိုအောင်တော်မူတတ်သောတထာစွန့်ငင်းကြီးငါးပါးတို့ကိုစွန့်တော်မူတတ်သောအမေကအကြောင်းမဟုတ်သောအကျင့်များကိုချွတ်လွဲသောတရားဝါတို့အားစင်ကြယ်သောမေဖို့တရားကိုရစိတ်တောင်းကဒေသနာတော်ကြီးကိုခေါ်တော်မူတတ်သောဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားယခုကာလပြုရှားကြတဲ့အလူတိုင်းကအလူအမများမှာတရားတရားဤကြည်ညိုအကြီးဆိုသောစေတနာများဖြင့်တေချာစွာပြုလို့တူတန်းလိုက်ကြတဲ့အမိတ္တပစ္စည်းပူဇော်အမှုယနေ့ပြုလို့ဆောင်ရွက်တူတန်းလိုက်ကြတဲ့ဒါနအစုစုတို့ကိုမန္တလေးစတာဝိခိုင်ဆိုင်တော်တဝဲသားလုံးမှာတာဓုပါပဲလို့ကောင်းကြီးမင်္ဂလာဟစ်ကြွေးရမယ့်အချိန်ခါသမယကြီးဖြစ်ပါလေဗျာအခုလိုပြုလို့ဆောင်ရွက်တူတန်းလိုက်ကြတဲ့အလူရှင်တို့ရဲ့ဒါနမင်္ဂလာမှာတရားဘလဝရှင်တော်ကိုအမောင်ဖုံးနေကြတာကိုလွတ်အောင်ရုံမယ်ဆိုတဲ့စေရနာတွေတန်ဆွမ်းနေခေမအမတမစခန်းကိုတက်လန်းစွာမြန်မကြပဲတဏှာနေဇက်ကနေပြီးပေဖြတ်တော့နေတူရက်မြအချိန်ကသမယကြီးဆိုရင်လည်းလွဲမိမထင်ပါဘူးယနေ့လူရှင်လူမများဟာတာဗုဒ္ဓယေရနာတို့အားဘုရားဗုဒ္ဓဘဂဝါရဲ့သာသနာအမွေအဆောင်နှင်းနဲ့နေ့ဒါကြောင့်ရဝေသူလူမင်းအပေါင်းနဲ့များစွာရက်တူအားလုံးကူပြီးကုညီဆောင်ရွက်ကုစုဆွန့်နေတဲ့ဟောဒီဒါနာဝဲကြီးဆိုရင်လည်းဧကမုတ်ဆံလွဲမိမထင်တော့ပါယနေ့ဒါနရှင်ပါရမီရှင်များဟာဒါနတော်ဘောကဝါတဲ့ဒါနတော်အလူပေးခြင်းဒီဘောကဝါစီစိန်ဥစ္စာချမ်းသာပြည့်နေပြည့်စုံ၏ဆိုတဲ့အတိုင်းသီလတော်သုခိတာရှုကြည်သီလဓမ္မဓမိတ်နဲ့စစ်ကြည့်လိုက်တော့သာဗုဒ္ဓရာဇရိအစစ်ကလေးတို့အားတာမဏိဖြစ်ရအမြင်အမျောရှုပြီးတော့ရှင်တော်ပြုရဟောဒီဌာနမိတ်ကလေးရနတ်များအားဖိတ်စာရပါထဘုံဒီကျွန်တော်အနည်းငယ်များအစီအခံ၍ဖတ်ကြားကြည့်ပါဆိုပြီးမန္တလေးစတာဝေကမင်္ဂလာရွှေဆိုင်ဖွင့်ကြည့်ခြင်းအဲ့ကဖြောပြပြီးဗိဒ္ဓဆရာမန္တလေးဇမင်းသားလေးဝန်နာအောင်မှအတိတ်နမိတ်ကောက်ယူဗိဒ္ဓမြောက်သွားမည်ဖြစ်ပါကြောင်းယနေ့ကျွန်တော်အလူရှင်အလူမများစေတနာ300ညမကပ်ပြီးတော့ခန္ဓာညာညအောင်တူရညတဲ့ဒါနရှင်များပုပ္ပယေမုစယေအပရယေစေနာ300ပြတ်ထမ်းပြီးတော့ထတ်တန်သောတရားဩကပဏ္ဏိဖြင့်မဟာသောမနာတတံပယုဉာဏ်ကိုဓမ္မခံတုတ်လာတော့ဘဝတစ်ခေါက်မလာရဘူးအတွက်ရအရှိပြခွာပြီးဝိပဿနာဆိုတဲ့ပရမတယုတ်အချင်းစလိုက်တော့သတယုတ်စေတာဆိုတဲ့အယူနှစ်ပါးကိုချလူတကြနတ်မြမခန္ဓာကိုဘဝမဖွားရဒိဋ္ဌချုပ်ပြပြီးပရိစ္ဆန်သမုပ္ပါဆက်ဝိုင်းကြီးတန်လန်းခဲ့တယ်မကတိုင်းညာဒေသနာပရမတ်ဖြင့်ဝေဒနာကိုဖြတ်တဏှာကိုဆက်မခံရပါပဲလေအာတဝဲခင်ရဝဟန်ဟောတုလို့အမှန်တရားကိုအတိမလွတ်တပဒေသနာမှန်ပြီးတော့ယနေ့ဒါနရှင်များဝိဝတ္တဆိုတဲ့ခေမာနန်းကြီးကိုတောင်းဆိုပရဏပြုပြီးလှူရမ်းကြတဲ့ပွဲတော်ကြီးမှာ
ဂီတတိုက်ခဲ့ဆိုင်းဘက်မှာမန္တလေးစတာဝေးကမင်္ဂလာရွှေဆိုင်တော်ကြီးဂီတဘက်ကနေလာရောက်ပါရမီကူညီဖြည့်ဆည်းလို့ရောက်လာတဲ့အချိန်မှလူတော်မင်္ဂလာပွဲကြီးရဲ့ကြက်တဲ့ပြောတဲ့စီသမာတီဆိုတဲ့စကားအတိုင်းပြောစီတန်းလေးတွေပြီး၍မင်္ဂလာတခဏဖြည့်ဆည်းလို့ပြီးကြရပါတယ်ဒါကြောင့်ဝင်းခိုင်ဆိုင်ရဲ့ပြောတဲ့စီတန်းဆိုင်နံပုံသားစတင်ကြားရတဲ့အချိန်ကစ၍တင်းနဲ့ကြေးရွာကြီးအတွက်မိတီနေထိုင်ကြတယ်ဓမ္မမိတ်ဆွေသူတော်စင်9ရက်သားသမီးအပေါင်းနဲ့တတ်တော်ဝိနည်းပေါင်းမှမကြမ်း၎င်းတော်နတ်မြတ်နတ်ကောင်းနတ်ပေါင်းကြီးပါမကြမ်းဝင်းခိုင်ဆိုင်ရဲ့ပြောတဲ့စီတန်းဆိုင်နံပုံသားကြားရတဲ့အချိန်ကစ၍ပြီးရန်ကြောက်ကြရှင်းရခင်း၍ကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ကြပါစေမိဘေးရေဘေးတေးဘေးဒုက္ခဘေးတွေကင်းဝေးကြပါစေဖြာဘေးနာဘေးယောဂဘေးများကင်းဝေးကြပါစေလူရှင်ရဟန်းဘေးမတန်းအေးချမ်းကြပါစေဘေးပေါင်းခုသမျှကင်းစင်ပ၍အင်းမြမိတန်းရဲ့ကိုမေတ္တာစွမ်းကဘာလွှမ်း၍အလုံးငြိမ်းချမ်းကြပါစေလို့မန္တလေးစတာဝေးကဆိုင်တို့ထွေးသားလေးမှာမရောက်ခင်ကတည်းကအဝေးကနေအဝေးရတိကမေတ္တာများပို့လာယခုလိုရောက်တာတဲ့အချိန်မှလေအနောရိတဩရိတမေတ္တာများပို့တာလေရဲ့ဤကေဝလမနတော်ကြီးတွင်ကနေပြီးအလူတော်မင်္ဂလာပွဲရကျက်တိဆောင်းသောအနေအချင်းပြောစီတန်လေးတွေပေး၍မင်္ဂလာတခန္ဓနာဖြည့်စည်သွားပါရစီဗျာဒါကြောင့်ဇဘူရီကြောမြောင်ညာစွန်းကဇဘူရီကြောမြောင်ညာစွန်းကပင်ဝဆွင်ဖြင့်တပင်းမြင့်ကဇီယာစီလေးလို့တီးကျွေပြုတ်ကြီးသမုတ်ကနေတော့ခါနတ်ဖြစ်ဒုတိယစီတံဝါတို့ပမာလိုက်ဆံဝါဟောင်းရွှေရွှေညာညောင်းကကျွေတဲ့အတန်နေရကခန္ဓာမူလိုက်ပါအတုံးတော်က